အခုဆက်လက်ပြီးချင်းပြည်နယ်မှာဇူမီတိုင်းနာမျိုးတွေဆိုခွာလို့ရိုးရာကနေရှင်းပြပြောပြတင်ဆက်မှာဖြစ်ပါတယ် Đàn